ကျွန်တော်ဖိုက်ရန်စာနေလို့ထမင်းကြံဟင်းညံများရှိရင်ကျွန်တော်ကြွေးကြပါဗျာအရက်သမားငါအရှိကနေမင်းအခုချက်ချင်းထွက်သွားလိုက်စမ်းမိုးလင်းအစောကြက်တည်ရမရှိငါအရှိလာရှုံမနေနဲ့စူညံဖြစ်နေရကြောင်းတခြားအိမ်ကလူတွေကပါသူတို့ကိုယ်စီရဲ့အိမ်ကနေအရှူရှူထွက်လာကြည့်နေကြပါတယ်ကျော်စော်ကအသက်30ကျော်အရွယ်သားရှိနေသေးပေမဲ့မိုးလင်းမိုးချုပ်တောက်ရလောက်အောင်အရက်ဆွဲနေတဲ့အရက်သမားတစ်ယောက်ဖြစ်ပါတယ်ဒါကြောင့်သူဟာဘယ်အလုပ်ကိုမှလက်ကြောမတင်ပဲသူထမင်းစားဖို့အထက်အရက်တောက်ဖို့အခုလိုပဲရွာတွေကတွေ့သမျှလူကိုလိုက်တောင်းနေတာဖြစ်ပါတယ်။ရေလဲမချိုစုပ်ပြက်နန်းစော်နေတဲ့အဝတ်စားနေမှုဘသူမှလည်းအဖက်မလုံးချင်ကြပါဘူး။ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့သူ့ပေါ်ကျင်နာပေးတတ်တဲ့သူတယောက်ရှိနေသေးပါတယ်။သူမကတော့ကြည်ပြပါ။ကြည်ပြကသူ့ကိုအမြဲအစားအသောက်တွေတနိုင်တလောက်ကြွေးလေးရှိရဲ့။ဒီနေ့မှလည်းကြည်ပြကကြော်စွာအတွက်အသားချောင်းကင်လေးပေးလိုက်ပါတယ်။အကိုဖိတ်စာနေပြီထင်တယ်။အသားချောင်းလေးစားလိုက်ပါဦး။ကျော်စော်ကအရက်တွေတောက်ထားတာကြောင့်မျက်လုံးတွေကနီးရဲနေပြီးတော့ကြည်ပြကိုပုံပြလိုက်ပါတယ်။ပြီးတော့ကြည်ပြစီကအသားချောင်းကိုယူလိုက်ပြီးတထိုင်နဲ့အာရပါရစားပြနေပါတယ်။ကြည်ပြကကျူးဆိုင်ပြီးတတားကြောင့်ကျော်စော်ကကြည်ပြကိုတိတ်တဆိတ်တဘောချနေပါတယ်။ကြည်ပြကတော့ဘသူပေဝါကိုမဆိုကြောသားရင်သားမခွဲခြားပဲနဲ့ဆက်ဆန်တက်မြစ်တာထားပေးတတားကြောင့်သာကျော်စော်ကိုကူညီပေးတာဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းကျော်စော်ကအရင်နေ့တွေအတိုင်းမိုးလင်းအစောတွေကမူယူနေတော့မှာပဲ။သူမူယူပြီးတော့ရွာလန်းအတိုင်းလျှောက်လာစမှာကြည်ပြကသူတို့အရက်ထဲကလူရည်တက်ရွှေလူကာလာသားတယောက်နဲ့ပြုံးရွှင်ကစကားထိုင်ပြောနေတာကိုမြင်လိုက်ရတယ်။ဒါအောင်မြင်တော့ကြော်စားရင်နဲ့တော်တော်ကိုကြေကွဲသွားရပါတယ်။ဒါပေမဲ့သူမှဘာမှပြောပိုင်ခွင့်မရှိတာကြောင့်မကြည်မနှက်နဲ့သာအိမ်ကိုပြန်သွားခဲလိုက်ပါတယ်။တလုံးလုံးမှလည်းဒေါသတကြီးနဲ့တောက်တစ်ချက်ခောက်ကကြိမ်မောင်းနေပြီးဟင်းကြံထမင်းကြံတောင်းစားဖို့အတွက်ဖုန်ကြီးเจ้าကိုရိုင်ထိုးပြီးတော့သွားလိုက်ပါတယ်။ကျောင်းပရဝံအတွင်းကိုရောက်တော့ဦးစင်ကကျောင်းတိုက်အောက်ကခုံလေးမှာထိုင်ပြီးတော့စာဖတ်နေတာကိုသူတွေ့လိုက်ရတယ်။ဒါကြောင့်သူဦးစင်းရှိမှဒူးထောက်လိုက်ကအရင်ဆုံးဦးချရှစ်ခိုးလိုက်ပြီးတော့အစာတချို့အစုံမှုအတွက်အသနာခံมาတော့တယ်။တခါကြော်စားဘာလို့အစောကြီးပဲရှိသေးတာမူးနေရတာလဲ။အရေကောင်းကြီးရှိသေးတာဘာအလုံးမှလည်းမလုပ်ဘဲနဲ့အခုလိုအချိန်ပြည့်တောက်စားမှုယူနေတာဖြစ်တဲ့ရဲ့လား။တပည့်တော်စင်ကြမမဲဖေဟာအခုလောလောဆယ်တော့တပည့်တော်ကိုစားစရာနည်းနည်းစွန့်ပေးပါ။ဒီနေ့တော့ကျောင်းမှာဘာမှရှိမှာမဟုတ်ချင်ဘူး။မနက်ဖြန်ကျရင်တော့ကျောင်းကိုစွန့်လာကမဲ့တကားမတွေရှိလိမ့်မယ်။မနက်ဖြန်မှပြန်လာခဲ့ဖို့။နောက်နေ့မနက်မှာတော့တကားမတချို့ကဦးစင်းစီကိုစွန့်လာကြကြပါတယ်။ဒီခါမှာဦးစင်းကသူတို့တွေကအဖြူဝတ်စုံကိုဝတ်ထားတဲ့မိန်းကလေးကိုသဘောကျသွားပါတယ်။ကောင်မလေးရဲ့မျက်နှာကကြည်လင်တောက်ပနေပြီးတော့အသားရည်လေးကလည်းဝင်းဝဆူပြေးနေတာကြောင့်ဦးစင်းကလည်းသူမကိုမကြည့်ရမနေနိုင်လောက်အောင်ဆွဲမှတ်သွားခဲ့ပါတယ်။သူမစီကနေမျက်စိလွှဲထားဖို့တောင်ခက်ခဲနေတဲ့အထိပါပဲ။သူမနာမည်ကပိုးအီဖြစ်ပြီးတော့သူမဟာခင်မိုးရှိရဲ့အိမ်တော်တဲ့အမျိုးသမီးတစ်ယောက်ပါ။ဒါကိုဦးစင်းကရိပ်မိပေမဲ့လေသူမကိုပိုင်ဆိုင်ခြင်းတဲ့စိတ်ကိုတော့လုံးဝမထိန်ထားနိုင်ခဲ့ပါဘူး။ညနေဆောင်မှာတော့ဘုန်းကြီးကျောင်းကိုကြော်စွာရောက်လာခဲ့တယ်။သူဟာမမူယူနဲ့ဦးစင်းကိုလှမ်းခေါ်ရတယ်။ဦးစင်းကသူ့တန်ကိုကြားတော့ကျောင်းအပြင်ကိုထွက်လာခဲ့တယ်။ဒီဘာအတွက်ကြောင့်ထွက်လာခဲ့ပြန်တာလဲတကားကြော်စွာ။ဦးစင်းနဲ့တိုင်ပင်စရာရှိလို့ပါ။ဒါကြောင့်အေးဆေးစကားပြောအောင်ကျွန်တော်နဲ့လိုက်ခဲ့ပါ။ဦးစင်းလည်းဘာကြောင့်ကိစ္စမှမသိတာနဲ့သူ့နောက်ကိုလိမ့်သွားလိုက်တယ်။အဲဒီနောက်ကြော်စွာကဦးစင်းထိုင်နေကြခုံတန်းလေးမှာဦးစင်းနဲ့အတူဝင်ထိုင်လိုက်ပြီးတော့ကိုင်းရက်သားအရက်ပလင်းကိုတငုံမောလိုက်ကစကားအစချီလိုက်ပါတယ်။ငါမျိုးရေဖွဲ့စရာရှိရဲ့ကွာ။ငါခက်စားချက်တွေကိုဂေးတစိုက်နားထောင်ပေးမိသူတယောက်မှမရှိဘူး။ရွာထဲမှာငါတက်တိတ်လေးသဘောကျနေတဲ့မိန်းကလေးတယောက်ရှိရဲ့ကွာ။အခုသူကတခြားတယောက်နဲ့မြတ်တာမျှနေတာတော့ငါမသိဘူး။သူတို့အတူရေမိုးနေအောင်ငါတွေ့ခဲ့တာ။ငါဘာလို့ရမလဲ။ငါသူ့ကိုအဆုံးရှုံးမခံနိုင်ဘူး။တစ်ဖက်ကဦးစင်ကလည်းကြော်စွာဆက်ပြောနေရတာကိုတော့မကြားနိုင်တော့ဘဲနဲ့သူ့အဖြစ်နဲ့တိုက်ဆိုင်နေတာကြောင့်အတွေ့ထဲမှာပိုးရဲ့ပုံရိပ်တွေသာစိုးမိုးနေပါတော့တယ်။သူလည်းအရန်ကြည့်ကွဲသွားရပြီးတော့ကြော်စောလက်ထဲကအရက်ပလင်းကိုယူလိုက်ကတငုံမောချလိုက်ပါတယ်။ဟာဦးစင်တင်ငိုင်းနဲ့ဒီလိုလုပ်တာတခြားသူတွေမြင်သွားပါမယ်။ဘာရီမြတ်ဒီလောက်စိတ်ညစ်စရာရှိနေလို့လဲ။ဒါနဲ့ဦးစင်ကလည်းသူခံစားနေရတဲ့ဝေဒနာကိုကြော်စောကိုရင်ဖွင့်လိုက်တယ်။အော်ဦးစင်ကလည်းအချစ်နာကြနေရကိုမပူနေတော့ကျွန်တော်သိတဲ့အောင်လန်းစရာတယောက်ရှိရင်သူကတော်တော်စွမ်းနေဗျ။ကျွန်တော်တို့ဖြစ်ရှင်တဲ့ဆန္ဒတွေကိုသူဖြည့်ဆည်းပေးနိုင်မှာပါ။အေးဒါဆိုလည်းအများဆုံးလှုပ်ရှားကြတာပေါ့ကွာ။ဦးစင်းရဲ့အမိမတယောက်ကိုချစ်ကြိုက်မိတဲ့တနာမီဟာသူ့ကိုတစားပုံမလောင်မြိတ်လာပါတော့တယ်။သူလိုချင်တဲ့မိန်းကလေးကိုရဖို့ငရေကိုတွားရဖို့တောင်တိတိနဲ့အစင်သစ်ဖြစ်နေခဲ့ပါပြီ။ညမှာတော့ကြော်စွာနဲ့တိုင်ပင်ထားတဲ့အတိုင်းကျောင်းတော်ကနေထွက်လာခဲ့ပါတယ်။ဒါပေမဲ့ပတ်ဝန်းကျင်မှာသင်္ကန်းနဲ့မတင်တော်တာကြောင့်လူဝိတ်လဲကတိတိစိတ်ထွက်သွားပါတယ်။သူရောက်တော့ချိန်ထားတဲ့နေရာမှာကြော်စွာကရောင်းနေပြီဖြစ်ပါတယ်။ဒါနဲ့သူတို့နှစ်ယောက်လည်းအချိန်ဆွဲမနေတော့ဘဲနဲ့
ရွာအပြင်ကအောက်လန်းဆရာအိမ်ကိုသွားလိုက်ကြပါတယ်။ဒီဆရာကတော့အောက်လန်းပညာမှာအတော့ကိုဆွမ်းထက်တဲ့ဆရာလို့လူသိများတဲ့ဆရာဒီဝဖြစ်ပါတယ်။သူတို့အောက်လန်းဆရာအိမ်ရောက်တော့ပတ်ဝန်းကျင်တစ်ခုလုံးမှာလီများတိုက်ခတ်နေပြီးတော့ဟိုနေရာဒီနေရာမှာလည်းခွေးများကခြောက်ချားဆရာကောင်းလာအောင်ဦးနေကြပါတယ်။သူတို့အိမ်ထဲကိုဝင်သွားကြပါတယ်။အိမ်ထဲရောက်တော့ဖျောင်းနိုင်အမွှေးတိုင်းထောထားတဲ့အယိုးကောင်းစင်အရှိမှတရားထိုင်နေတဲ့ဦးဒီဝဆိုသူကိုတွေ့ရပါတယ်။သူတို့လည်းအနောက်မှာလက်အုပ်ကြီးကကိုစီဝင်ထိုင်လိုက်ကြပါတယ်။ဆရာကြီးကျွန်တော်တို့ကိုကဲပါအောင်ဗျ။ဒီတန်ကိုကြားတော့ဦးဒီဝကထိုင်လန်းစတရားကိုဖြုတ်ကလေးနဲ့တိတ်အမူအရာနဲ့သူတို့ဘက်ကိုလှည့်လာပါတယ်။ကဲလိုင်းအကြောင်းကိုစိုးစမ်းမအောင်။ဘာတွေအလိုဆန္ဒရှိနေကြလို့လဲ။မင်းတို့ရဲ့ကိစ္စတွေကိုအဆင်ပြေအောင်ငါလွဲပြီးတော့ဘယ်သူမှမလုပ်ပေးနိုင်ဘူးဆိုတာခေါင်းထဲကိုထည့်ထား။နေပါဦးဒီကရဟန္တာပါမဟုတ်လား။ဟုတ်ပါတယ်။ငါလုံသားတွေမှာကျွန်းခံနေရဲ့အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင်တရားတန်ကြီးထပ်ပို့ပေးပါမယ်။ဒီစကားကြားတော့အောက်လန်းဆရာရဲ့မျက်လုံးလင်းလက်သွားတယ်။အဲဒီနောက်သူတို့ရဲ့လူအင်ဆန္ဒတွေကိုပြောကသဘောတူညီမှုယူလိုက်ကြပါတယ်။အောက်လန်းဆရာကသူစုဆောင်စီမံထားတဲ့အောက်လန်းပစ္စည်းတချို့နဲ့လူသိအလောင်းကထုတ်ယူထားတဲ့တဆိစီကိုယူကအမျိုးသမီးရုံနှစ်ခုနဲ့အတူတူပူဇော်ပွဲတစ်ခုလုံးလိုက်ပါတယ်။ပြီးတော့လက်အုပ်ကြီးကကာရမန်နယ်တချို့ကိုရွတ်ဆိုလိုက်ပါတယ်။ကဲမင်းတို့ဖြစ်စေချင်လို့ဖြစ်ရပြီလို့သာစိတ်ထဲကိုမှတ်လိုက်တော့အစီရင်အောင်မြင်သွားပါပြီ။ဒီစကားကြတော့သူတို့လည်းဝမ်းသာသွားကြကကျေးဇူးတင်စကားပြောပြီးတော့အိမ်ကိုပြန်လာခဲ့ကြပါတယ်။နောက်နေ့မှာတော့သူတို့သဘောကျတဲ့အမျိုးသမီးနှစ်ယောက်နဲ့တွေ့တဲ့အခါအရင်လိုလုံးဝမဟုတ်တော့ဘဲနဲ့သူတို့အပေါ်တိတိတသားပြောင်းလဲဖော်ယူလာခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့အခြေအနေတွေကလည်းတစတိုးတက်လာခဲ့ကြပါတယ်။ကြီးပြားကလည်းအောက်လန်းဆရာပြူစားထားတဲ့စီးစွမ်းနဲ့အရေးသမားကြော်စွာစီကိုရောက်လာတတ်တယ်လို့ပိုးကြီးကလည်းကျောင်းကိုလာကဦးစင်ကိုလာတွေ့ပါတော့တယ်။ဦးစင်တို့နဲ့အရက်သမားကြော်စွာတို့ဟာလည်းယနေ့နေဆောင်တာနဲ့တွေ့ကြကအရက်ကလေးတများများနဲ့သူတို့ရဲ့အခြေအနေတွေကိုအရသာခံပြောနေတတ်ကြပါသေးတယ်။ဒါအပြင်မှာတောက်တာအားမရလို့ကျောင်းထဲမှာပါပလင်းထောင်ကြတာကြောင့်ဦးစင်တို့နဲ့အဆောင်ထဲမှာလည်းအရက်ပလင်းများနဲ့ပြန်ကျင်းနေပါတော့တယ်။ဦးစင်အောင်လန်းဆရာကိုကျွန်တော်တို့အခုထိတောင်းထားတဲ့ပတ်စံလည်းမပေးရသေးဘူး။သူ့စီကိုလည်းမသွားကြရသေးဘူး။ဘယ်လိုလုပ်မလဲဗျ။သူ့ပတ်စံကိုတောင်းပေးလိုက်ရင်ကောင်းမယ်နော်။တော့ကြကျွန်တော်တို့ဂရိမတီဘူးဆိုပြီးတော့ကျွန်တော်တို့တခုခုလုံးနေမှငါးပါမှောက်နေကြပါအောင်မေ။နေစမ်းပါကွာတဲဘောကြောက်မနေနဲ့အဲ့ကောင်ဘာပတ်စံမှလည်းမပေးနိုင်ဘူး။ဘာလို့မလဲ။လှုပ်ရှင်တာလို့မကြောက်ဘူး။တစ်ဖက်မှာလည်းအောင်လန်းဆရာကသူ့ကိုလင်းညာသွားတဲ့ဦးစင်တို့နဲ့အရက်သမားကြော်စွာတို့ကိုစိတ်တို့ကမိန်းကလေးအပေါ်ပြူစားထားတဲ့အပင်တွေကိုပြန်ထုတ်ပေးလိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့အပြိုမလီကြီးပြားကအသီးစိတ်ဝင်သွားပြီးတော့သူ့အဖြစ်ပြက်အားလုံးအပေါ်ရှက်စိတ်ဝင်ကသူ့ဘဝသူယူကျုံမရဖြစ်ပြီးတော့ဘသူ့ကိုမှမျက်နှာမပြရဲတော့တာကြောင့်သူမကိုသူမဆွဲကြိုးချပြီးတော့အစုံစီရင်သွားခဲ့ပါတယ်။ထို့အတူတစ်ဖက်မှာလည်းဦးစင်တို့ကပိုးကြီးကိုသူ့အဆောင်မှာညာတိုင်းလိုတားမရပြုတ်ချင်းအချက်နဲ့ကြော်လာခဲ့တာကြပါပြီ။အခုညမှာလည်းသူတို့အတူတူနေစမှာပဲပိုးကြီးမှာထည့်ထားတဲ့အပင်းတွေအောင်လန်းဆရာကပြန်ထုတ်ပေးလိုက်တာကြောင့်သူမအားလုံးကိုသတိပြန်ရသွားခဲ့ပါတယ်။ဒါကြောင့်ဦးစင်တို့ကိုတွန်းဖဲကအစွမ်းရှိသလောက်အော်ဟစ်အကူကြီးတောင်းပါတော့တယ်။ဒါပေမဲ့တိတ်ဆိတ်နေတဲ့ညရဲ့အကြောင်းတန်ခမ်းတွေကပိုးရဲ့အော်ဟစ်အကူကြီးတောင်းတန်ကိုတော့ဘယ်သူမှကြားနိုင်တော့မှာမဟုတ်ပါဘူး။အဲဒီနောက်ပိုးကြီးကအစွမ်းကုန်ယုံထားကဦးစင်းကိုဘေးကအရက်ပလင်းနဲ့အားကုန်လှဲပြီးတော့ကောက်ပေါက်လိုက်ပါတယ်။ဦးစင်းလည်းပလင်းနဲ့ထိတဲ့အရှိန်ကြောင့်အနောက်ပြစ်လေးကျသွားကခေါင်းပေါက်သွားပြီးတော့မျက်နှာပေါ်ကိုတရဟောသွေးတွေစီးကျလာပါတယ်။ဦးစင်းတူလေးနာကျင်မှုကြောင့်ဒေါသငယ်လေးရောက်သွားပြီးတော့ပြန်ပြီးပိုးကြီးကိုယောက်ျားအားနဲ့အားကုန်လှဲလိုက်တာပိုးကြီးခင်ဗျာမှာနေရာမှာပွဲချင်းပြီးမရှုမလတည်သွားရပါတော့တယ်။ဒါကြောင့်ဦးစင်းတူဟာပိုးကြီးအလောင်းကိုကြောင်းဝင်းပြီးကမြေနေရာလော့တစ်ခုမှကျွင်းတူပြီးတော့ညာရင်းချင်းပဲမြေမြုပ်ပစ်လိုက်ပါတယ်။ဒီမှာရင်ကိစ္စကပြီးမသွားသေးပါဘူး။ပိုးကြီးနဲ့ကြည်ပြတို့ရဲ့ဝိညာဉ်ကသူတို့ကိုမတရားလုပ်ခဲ့တဲ့သူတွေအပေါ်ဒေါသတွေနဲ့ရညှိုးမပြေပဲနဲ့မကြုံမလို့ဘဝနဲ့ရှိနေပါသေးတယ်။သူတို့လက်စားချေခြင်းပဲမဲ့သူတို့ဝိညာဉ်ကအကြောင်းဝင်းတွေကိုဝင်လို့မရပါဘူး။ဒါကြောင့်သူတို့ရဲ့ပထမဆုံးပြင်မှဖြစ်တဲ့အောင်လန်းဆရာစီကိုသွားကလက်စားချီပါတော့တယ်။ငါရဲ့လက်ကနေ့လေချောင်းနဲ့ရောက်သွားတော့နေလို့ကောင်းရင်လား။ဘာလို့ငါတို့ဘဝကိုရဲရဲဆက်ဆက်ဖြတ်စီပြရတာလဲ။တကယ်တော့ဒါတွေအားလုံးကငါပဲလုပ်ခဲ့တာမဟုတ်ပါဘူး။သူတို့ကမင်းတို့ကိုလူချင်းလို့ငါ့ကိုပတ်စံပေးမယ်ဆိုပြီးတော့အပေးယူလုပ်ခဲ့ကြတာပါ။နောက်ပိုင်းသူတို့ကိစ္စလည်းအဆင်ပြေတော့ငါ့ကိုညသွားလို့မင်းတို့စီကအပင်တွေကိုငါကိုယ်တိုင်ပဲပြန်ထုတ်ပေးခဲ့တာပါ။တခုတော့တောင်းပန်ချင်ပါတယ်။မင်းတို့လက်စားချေခြင်းငါလုပ်ပေးပါမယ်။ငါတပ်ကိုချမ်းသာပေးပါကွာ။အေးကောင်းပြီ။ဒါဆိုငါတို့ကိုကြောင်းဝင်းနဲ့ဝင်လို့ရအောင်လုပ်ပေး။ညနေညနေနဲ့ရုံးမာမယ်ကြရင်တော့ဒီနေ့နေ့သိမ့်နေပဲဖြစ်သွားလိမ့်မယ်။ဒီစီရီရောလည်းအောင်လန်းဆရာရဲ့အပေးယူကိုသဘောတူလိုက်ကြတယ်။အဲဒီနောက်အောင်လန်းဆရာကတက်ကြွနဲ့မန်ဒန်တွေကိုရွတ်ဆိုကတစီနှကောင်ရဲ့အလုံးနိုင်စွမ်းတွေကိုပတ်ပိုးပေးခဲ့ပါတယ်။တစီတွေကလည်းလုံနိုင်စွမ်းနေပို့ရှိလာပြီးတော့
သူတို့ကိုရုံမှခဲ့တဲ့သူတွေကိုရရဆက်ဆက်တုတ်ပြန်ဖို့အသင့်ရှိနေခဲ့ပါပြီ။တစ်ဖက်မှာလည်းဦးစင်တူနဲ့အရက်သမားတို့ကကိုပြစ်မှာအတူတူထိုင်ကအရက်ထိုင်တောက်နေကြရင်းနဲ့သူတို့ရဲ့အကြောင်းတွေကိုတလိမ့်စီပြောနေကြပါတယ်။ထို့တူနေ့တိုင်းညတိုင်းလိုကျောင်းထဲမှာ၎င်းကျောင်းဝင်းထဲမှာ၎င်းသူတို့ရဲ့အပြစ်တွေကိုအိမ်မက်တစ်ခုလိုမေးဖြောက်ဖြစ်ကောင်နင်းနေညအရက်လေးတများများနဲ့စီးစိမ်ခံစားနေကြစေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲလေပြင်းတွေကထူးထူးဆန်းဆန်းတိုက်ခတ်လာပြီးတော့ဆိုးရတဲ့အနန္တတစ်ခုကိုသူတို့ရလိုက်ကြပါတယ်။သူတို့လည်းပြောင်းလဲသွားတဲ့ခံစားမှုကြောင့်နှစ်ယောက်လုံးကြောင်သွားပြီးတော့ဘေဘီဝဲယာကိုကြည့်လိုက်တဲ့အခါတရေမနှစ်ကောင်ကသူတို့ဘေးကိုရောက်ရှိနေကြတာကိုအံ့ဩမင်တန်စွာတွေ့လိုက်ကြရပါတယ်။ငါတို့ကိုရုံမာပြီးတော့နင်တို့ကအေးအေးဆေးဆေးတာယာနေကြတယ်ပေါ့။အခုမင်းတို့လည်းဘလို့ရဲရဲဆက်ဆက်တရားတော်မလဲဆိုတော့မင်းတို့ကိုယ်တိုင်မမြင်ရတော့မင်းအပြစ်တွေအတွက်လည်းဘာတောင်းပန်ခွင့်မှမရှိဘူး။အဲဒီနောက်တရေမနှစ်ကောင်ကသူတို့ကိုကြောင်းဝင်းတွေကမိတချို့ဆက်ကိုဆွဲခေါ်သွားလိုက်ကြပါတယ်။ဦးစင်တို့နဲ့ကြော်စွာတို့ကမတက်နိုင်တော့တဲ့အစုံတဖွားဖွားဒူးထောက်တောင်းမယုံမတပါဘာမှမတက်နိုင်ကြတော့ပါဘူး။ဒါပေမဲ့သူတို့ဘလောက်ပဲတောင်းပန်တစီနှကောင်ကသူတို့ကိုလုံးဝခွဲမလွတ်ပေးနိုင်မင်းနဲ့မိတချို့ဇက်သေးကိုဆွဲထိတ်လိုက်ပါတော့တယ်။ဒီတော့မှသူတို့လည်းဒေါသရညိုးတွေပြေးသွားကြပြီးတော့တယောက်ကိုတယောက်နှစ်သိက်ကဖတ်ထားလိုက်ကြပါတယ်။မနက်စောမှာတော့တောက်တိုမယာလောက်ကင်ပြီးတဲ့ပေါက်ကျော်ကကျောင်းကိုရောက်လာတဲ့အခါဦးစင်ကိုမတွေ့ရတာကြောင့်ကျောင်းအနှံ့ရှောက်ရှာရင်းနဲ့တချို့ဇက်ကိုရောက်ရှိလာခဲ့ပါတယ်။ဒီမှာသူအံ့ဩသွားရတာကမိတချို့ဇက်မှာမိကလောင်စားရှိနေပြီးတော့အယိုးစုတွေကိုလည်းတွေ့လိုက်ရတယ်။သူကြောင့်အံ့ဆဲစားနေစင်မှာပဲဒီထက်ပိုပြီးတော့သူရုပ်တရက်မြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုသွေးပြတ်သွားစေနိုင်လောက်အောင်ဖြစ်သွားစေခဲ့ပါတယ်။အဲ့ဒါကတော့ကြော်စွာရဲ့ခေါင်းနဲ့ဦးစင်းရဲ့ခေါင်းဟာထုတ်တန်းမှာတွေးလောင်ကြနေပြီးတော့သွေးစိမ်းရှင်ရှင်ကတတောက်တောက်နဲ့ကြံမြင်မော်ကြနေသေးတာပါပဲ။ဒါမဲ့သူလည်းဘသူလက်ချက်လဲဆိုတာသိရဖို့ပတ်ဝန်းကျင်အနက်လှည့်ပတ်ကြည့်လိုက်တဲ့အခါမှာတော့ကျောင်းဘေးကမြေကွက်လာမှာဂရီဘာအစားနဲ့ပတ်ပြီးထုတ်ထားတဲ့အမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့လိုက်ရတယ်။ပြီးတော့အလောင်းရဲ့ကိုယ်ပေါ်မှာလည်းအနီရောင်ပိတ်စားတစားရှိနေပြီးပိတ်စားပေါ်မှာလည်းအင်းစားတွေရေးထားတာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့သူကတကြီးကိုအမြင်အကြောင်းကြားကဒီဖြစ်စဉ်မှာအောက်လန်းဆရာပြောကမကင်းနာကိုတေချာသိတာကြောင့်ရွာသားတချို့ခေါ်ပြီးတော့အောက်လန်းဆရာအိမ်ကိုစိတ်စိတ်မြိတ်သွားလိုက်ကြပါတယ်။ရောက်တော့အောက်လန်းဆရာကိုဖမ်းဆီးလိုက်ပြီးတိုင်မှာကြိုးတုပ်ချီထားလိုက်ပါတယ်။အကြောင်းစုံသိလိုက်ရတော့ပိုးရဲ့ခင်မွန်ဖြစ်သူဟာအရန်တော်သားထွက်သွားပြီးရွာကကလာသားတွေကိုအောက်လန်းဆရာကိုရိုင်းနဲ့ဆုံးမခိုင်းလိုက်ပါတယ်။အောက်လန်းဆရာဘလို့တောင်းပန်ခွင့်လို့မပေးပါဘူး။အဲဒီနောက်သူတို့အားလုံးကအောက်လန်းဆရာရဲ့ယုံညံ့တဲ့လူရဲ့အတွက်ဒီလိုအဖြစ်မျိုးသူတို့ရွာမှာထပ်ပြီးတော့မဖြစ်စေဖို့သူ့ကိုရွာကနေအပြီးမောင်းထုတ်လိုက်ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်ဇလန်လေးကတော့ဒီမှာနေပြီးဆုံးသွားခဲ့ပါပြီ။နောက်ရောက်မှလည်းဒီထက်ကောင်းတဲ့ဇလန်လေးတွေနဲ့အတူတူပြန်လာခဲ့အောင်မမို့ဆောင်းမြောက်အားပေးကြပါအောင်နော်။